ဒီလောက်ရဲစရာကောင်းတဲ့လေမျိုးတစ်ခါမှမမြင်ဘူးသွားတာမြန်လုံးလို့ဘေးကဖြတ်သွားရုံနဲ့ကြောက်တုံးတွေကရုပ်တုလိုဖြစ်ကြံခဲ့တာတစ်ပင်ကြီးလန့်လုံးလို့သူ့ကလေးတွေကိုတောင်ချက်ချင်းဖတ်ထားလိုက်ရတယ်အဲ့ဒီနေ့မှာပဲဘဲမကြီးအတိုက်ခိုက်ခံလိုက်ရတယ်ပြုတ်ကျလာတဲ့ဘဲဦးကချက်ချင်းအတောင်ပံပေါက်လာပြီးမုတ်ဆိုးရဲ့လေပေါ်တဲ့ကျသွားတယ်ဗျာဘဲကအခွင်ထဲကဖောက်ထွက်လာပြီးမူဆိုးကိုလည်းမြင်ရောပါပါနက်နက်နဲ့တလွာချင်းချွတ်အခွန်ကိုဆွဲချွတ်ပြတယ်အခွန်အကုန်ကျွတ်တာနဲ့ရေထဲကိုခေါင်းဆိုင်ဆင်းပြေတော့တာပဲမုတ်ဆိုးကချက်ချင်းတုံ့ပြန်ပြီးတင်းနဲ့နဲ့ပြစ်ပေမဲ့နောက်တစ်စက္ကန့်မှာပဲတင်းနဲ့ပြောင်းကသူ့လိုကြိုးကြည့်တယ်လို့ဖြစ်သွားတယ်ပြီးတော့ဘဲကလေကိုမာယူပြီးရေပေါ်ရိုက်ချပြီးထွက်ပြေးသွားတယ်မုတ်ဆိုးကလည်းအသေးအတန်လိုက်တော့တာပေါ့ဘဲကလန့်ပြီးအတင်းပြေးလိုက်တာမြစ်တောင်နှစ်ချမ်းကွဲသွားတယ်ကုန်းမြေတစ်ပိုင်းရေထဲနစ်သွားသလိုမုတ်ဆိုးလေဖြတ်သွားတဲ့တစ်ပင်တွေဆိုလေကားထစ်တောင်ဖြစ်ကုန်တယ်တောင်ကိုတောင်ရုပ်တုဖြစ်အောင်ထူသွားနိုင်သေးတယ်တောက်တနေရာရောက်တော့သုံးကောင်သားတိုက်မိပြီးစာရွက်တွေလိုပြားသွားကြပေမဲ့မရက်တန့်ပဲဆက်လိုက်နေကြတော့မယ်အဲ့ဒီချိန်မှာဘဲကလမ်းပိတ်မိသွားတယ်မုတ်ဆိုးကလာတော့ဆေးပလင်းထုတ်ပြီးမြေကြီးပေါ်လောင်းချလိုက်တာတစ်ပင်ကြီးပေါက်လာတယ်ဘဲကတစ်ပင်ပေါ်တက်ပြေးတော့ခွေးကြီးကပေါက်စိန်နဲ့ခုတ်ဖို့လုပ်ရင်းအစ်ရောက်လာတဲ့မုတ်ဆိုးခွေးကိုပေါက်စိန်ထင်ပြီးမားကင်လိုက်မိတယ်ဘဲကအခွင့်ကောင်းယူပြီးလေအောက်ကိုဖောက်လိုက်တယ်မုတ်ဆိုးလေးကအပေါက်ကိုအမြန်ပိတ်လိုက်ပေမဲ့ရေတွေကဘဲရဲ့နားရွက်ကပန်းထွက်လာတယ်ခွေးကြီးလာကူပြန်တော့သူ့နားရက်ကပါရေထွက်လာပြန်ရောဒီတခါတော့ဘဲကတစ်ခေါင်းရဲပုံပြီးမုတ်ဆိုးတင်နက်ကိုမျက်နှာပြောင်ပြလိုက်တယ်တင်နက်ကလန့်ပြီးကျုံသွားသလိုကြီးစံတွေပါအန်ထွက်ကုန်တဲ့ခွေးကြီးကတင်နက်ယူပြီးပြစ်ဖို့လုပ်ပြန်တော့ရမ်းမကွဲပြန်ဘူးကြီးစံကိုဖွင့်စစ်ဆေးကြည့်တော့အထဲမှာမတိတဲ့အရာတစ်ခုတွေ့လို့မူဆိုးခွေးလက်ထဲထည့်ပေးလိုက်တာနဲ့ရုတ်တရက်ထပေါက်ကွဲသွားတော့